have to base bet ဒီ speaking pattern ကိုဘယ်နေရာမှာသုံးရလဲဆိုတော့လောက်ကမယ်ကိုရီမဖြစ်မနေလောက်ကမယ်အလုပ်တွေပေါ့နော်အခြေအနေကြောင့်ကိုရီအခြေအနေတစ်ခုကြောင့်မဖြစ်မနေလောက်ကမယ်အလုပ်တွေမှာဆိုရင်ဒီ speaking pattern ကိုသုံးရပါတယ်တာဝန်တွေကြောင့်ပဲဖြစ်ဖြစ်ဝတ္တရားတွေကြောင့်ဖြစ်ဖြစ်အခြေအနေတစ်ခုကြောင့်ပဲဖြစ်ဖြစ်မဖြစ်မနေလောက်ကမယ်အခြေအနေတွေဆိုရင်ဒီ speaking pattern I have to but one base bet ဆိုတဲ့ဒီ speaking pattern ကိုသုံးပြီးပြောရပါတယ်ငါဆိုင်ငယ်အုပ်ထုပ်ဆောင်ရမယ်အဲဆိုရင်ဒါမဖြစ်မနေလောက်ကမှာပဲလေစီကံကြောင့်အဲ့တော့ I have to wear a helmet I have to wear a helmet ငါဆိုင်ငယ်အုပ်ထုပ်ဆောင်ရမယ် wear က bad zero ပါ base buff ပါနော်ငါအခန်းတန်ရှင်းရေးလုပ်ရမယ် I have to clean my room clean က buff zero base buff ပါ I have to clean my room ငါရဲ့အခန်းကိုငါတန်ရှင်းလုပ်ရမယ်ငါအင်္ဂလိပ်စာလေ့ကျင့်ရမယ် I have to practice my English. I have to practice my English. အဲ့ဆိုရင်ဒီ speaking pattern ကိုဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာနားလည်လောက်ဝေးချင်ပါတယ်။ Okay ငါအဝေးလျှော်ရမယ်ဒါလေးကိုပြောရပြပါ comment အောက်မှာပေါ့နော်ငါအဝေးလျှော်ရမယ်